အားလုံးပဲမင်္ဂလာပါຫນွယ်လေးဟာမိတ်ကကြိုဆိုပါတယ်အခုထိုးပြမှာကတော့ဂန်းကော်ပွင့်ကိုတက်ရွက်နဲ့တွဲတဲ့ဟာလေးထိုးပြမှာဖြစ်ပါတယ်လိုအပ်တဲ့ကုန်ချမ်းကတော့အစိမ်းရောင်ချီရဲ့အဆိုင်ကတော့ 2.5 နဲ့သုံးပါမယ်ဒါကတော့ကိုသုံးတဲ့ချီပေါ်မူတည်ပြီးတော့အဆိုင်ကိုပြောင်းသုံးပါနော်အခုဆိုရင်ထိုးပြမယ်ဆိုရင်ဒါလေးကတော့ဂန်းကော်ဝက်ဆန်တက်မထားရသေးဘူးပေါ့နော်တက်မထားခင်မှာထိုးမှာပါဂန်းကော်ဝက်ဆန်တက်တာတော့ဂန်းကော်ပေါ့ထိုးနီးကတော့ shape ဗီဒီယိုမှာတင်ခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာသွားကြည့်လို့ရပါတယ်အခုကတော့ဂန်းကော်ပန်းကိုဝက်ဆန်တက်ပြီးကမှဂန်းကော်ပန်းကြမှာထိုးရင်လည်းရတယ်အရွက်ကိုဝက်ဆန်မတက်ခင်မှာအခုလိုနေထားမှာထိုးရင်လည်းရတယ်အခုကတော့ကျွန်မကဝက်ဆန်မတက်ခင်အနေထားအပွင့်လွတ်မှာထိုးပြပါမယ်နော်ဒီတက်ရွက်ကလေးကတ်ထိုးတာလေးကိုပထမဆုံးအရင်ချင်းလုပ်လိုက်ပါမယ်ချင်းလုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကခွန်မီလေးတွေ15ချက်ပြတ်ပါမယ်ချင်း2ချက်3 4 5 6ခွန်8ကို10 11 12 13 14 15နော်15ကထိုးလိုက်ပြီဆိုလို့ရှိရင်ဒါကတော့ပန်းပွင့်ရအလှပဲပါမလှဘက်ကနေထဲမှာတဲ့ရွက်ကိုကတ်ထိုးပါမယ်နော်ချိန်15ခုထိုးပြီးပြီဆိုရင်ကိုကတဲ့ရွက်ကိုပွင့်ရဘလို့အနေထားမှာထားခြင်းလဲကိုထားခြင်းတဲ့နေရာမှာဒီမှာနော်ဒီကချိန်15ခုထိုးခဲ့တယ်အဲ့ထိုးခဲ့ပြီးတော့ဒီကိုတက်ချင်တဲ့နေရာလေးမှာဒီမှာထိုးခဲ့တဲ့ချီလေးတွေရှိပါတယ်နော်အဲ့ဒီခွင်းလေးတွေမှာဒီပေါ့အပွင့်ဖက်နဲ့အပွင့်ကြားတဲ့ဒီအပွင့်လေးတွေမှာထိုးလိုက်တယ်ထိုးပြီးတော့သူ့ကိုဆွဲယူလိုက်တယ်တွဲလိုက်တယ်เนาะရှက်ကော်လေးနဲ့တွဲလိုက်တယ်တွဲပြီးတော့ဒီအရင်ကအပေါက်ကနေစမှာရှက်ကော်တစ်ခါထိုးမယ်နောက်တစ်ခါရှက်ကော်တစ်ခါထိုးမယ်အဲ့ဒါရှက်ကော်2ခါထိုးမယ်เนาะရှက်ကော်2ခါထိုးပြီးလို့ရှိရင်နောက်တစ်ပေါက်မှာတိုင်တို2ခါထိုးပါမယ်တဲ့ရွက်ထိုးနီးတိုင်ပါပဲเนาะတိုင်တို2ခါထိုးမယ်တိုင်တို2ခါထိုးပြီးရင်ကက်ရက်ကအပေါက်မှာတိုင်လက်2ခါထိုးပါမယ်တစ်ခါ2ခါတိုင်လား2ခါတို့တိုင်လား2ခါထိုးပြီးပြီဆိုရင်အဲ့ဒီဘေးကကရက်ကအပေါက်မှာတိုင်ရှည်တစ်ခါထိုးပါမယ်နော်တစ်ခါကရက်ကအပေါက်မှာနော်အပေါက်တွေကြော်ပြီးတော့မထိုးပါဘူးနော်တိုင်ရှည်ထိုးပါမယ်2ခါ3ခါတိုင်ရှည်3ခါပြီးပြီဆိုလို့ရှိရင်ကရက်ကအပေါက်မှာတိုင်လား2ခါထိုးပါမယ်တစ်ခါ2ခါနော်တိုင်လား2ခါပြီးပြီဆိုလို့ရှိရင်ကရက်ကအပေါက်မှာတိုင်တို2ခါထိုးပါမယ်တိုင်တို2ခါထိုးပြီးပြီဆိုလို့ရှိရင်ဒီမှာနောက်ဆုံးတစ်ပေါက်ကြာမယ်အဲ့ဒီမှာရှက်ကော်ထိုးလိုက်ပါမယ်နော်ရှက်ကော်ထိုးလိုက်တယ်ပြီးတော့ဒီနေရာမှာတဲ့ရွက်ထိုးနီးတော့ထိတ်ဖူးလုပ်တယ်လို့ပါပဲเนาะဒီနေရာမှာတိုင်တိုထိုးလိုက်မယ်ထိတ်ဆုံးအပေါက်ပြီးရင်ချင်းတစ်ခါထိုးမယ်ချင်းတစ်ခါထိုးပြီးရင်အဲ့ဒီကထိတ်ကအပေါက်ထဲမှာပဲဒီတိုင်တိုထိုးခဲ့တဲ့အပေါက်ထဲမှာဒီလိုမျိုးလေးထိုးလိုက်တယ်ထိုးပြီးတော့သူ့ကိုရှက်ကော်လေးနဲ့ဆွဲလိုက်ဒါအသက်ရွက်ထိတ်ဖူးလေးဖြစ်သွားပြီเนาะပြီးတော့အဲ့ဒီအပေါက်မှာပဲအခုထိုးခဲ့တဲ့တိုင်တိုထိုးခဲ့တဲ့မူရင်းအပေါက်ပေါ့เนาะအရင်ကအပေါက်မှာပဲရှက်ကော်လေးထိုးလိုက်ပါမယ်เนาะရှက်ကော်ထိုးပြီးပြီဆိုရင်ကက်ရက်ကအပေါက်မှာတိုင်တို2ပင်ထိုးပါမယ်เนาะတိုင်တို2ပင်ထိုးပြီးပြီဆိုလို့ရှိရင်ဘေးကကက်ရက်ကအပေါက်မှာတိုင်လား2ပင်ထိုးပါမယ်တိုင်လား2ပင်ထိုးပြီးပြီဆိုရင်ဘေးကကက်ရက်ကအပေါက်မှာတိုင်ရှည်ထိုးပါမယ်နော်တိုင်ရှည်1ပင်2ပင်3ပင်တိုင်ရှည်3ပင်ထိုးပြီးပြီဆိုရင်ကက်ရက်ကအပေါက်မှာတိုင်လား2ပင်ထိုးပါမယ်တိုင်လား2ပင်ထိုးပြီးဆိုရင်ဘေးကက်ရက်ကအပေါက်မှာတိုင်တို2ခါထိုးပါမယ်တိုင်တို2ခါထိုးပြီးဆိုရင်ကက်ရက်ကအပေါက်မှာရှက်ကော2ခါထိုးပါမယ်အဲ့ဆိုရင်ဒီလိုမျိုးလေးတက်ရွက်ကလေးရရင်เนาะရပြီဆိုလို့ရင်ဟုတ်ပြီဒီမှာဒီနောက်မှာဒီဘေးရကက်ရက်ကပေါ့เนาะဒီမှာတတိုင်ခြိခဲ့တယ်ဆိုရင်ဒီမှာတတိုင်ပေါ့เนาะဒီကက်ရက်ကအဖြူပင်လေးမှာပွင့်ဖက်ကအဖြူပင်လေးမှာလိုက်ပြီးတော့တွဲလိုက်ပါမယ်เนาะရှက်ကော်နဲ့ချိန်လိုက်ပါမယ်အဲ့ဒါဆိုရင်ဒီလိုမျိုးလေးရပြီဆိုရင်ချိန်တစ်ခါထိုးမယ်ထိုးပြီးလို့ရှိရင်ကတ်ကြီးနဲ့ညှက်ဖြတ်လိုက်မယ်เนาะကတ်ကြီးလေးနဲ့ညှက်ဖြတ်လိုက်ပါမယ်အဲ့ဒါဆိုရင်ဒီလိုမျိုးလေးရပါပြီเนาะဒီမှာနောက်ကကျိုးသိမ်းခဲ့တာတရွက်ထိုးနီးတိုင်းပါပဲเนาะတရွက်ထိုးနီးတိုင်းပါပဲအဲ့လိုမျိုးလေးရပါတယ်ဒါဆိုရင်ဒီမှာနောက်ကကျိုးစားလေးဒီလိုလေးကျန်ပဲအဲ့ဆိုတရွက်က2ရွက်ထိုးမှဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ရွက်ထပ်ပြပါ
ရွက်က2ရွက်တက်မှာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ရွက်ထိုးနည်းပြပါမယ်နော်ဒီမှာပါကျမရဲ့တစ်ရွက်တရားကြတော့ဒီလိုမျိုးတစ်ရွက်ကိုတော့ကြီးရတစ်ရွက်ကိုတော့နည်းနည်းအသေးလေးထိုးထားပါတယ်အညီထိုးရင်လည်းရတယ်ဒါကတော့ကိုယ်စိတ်ကြိုက်ပါကျမကတော့တစ်ရွက်ကိုနည်းနည်းသေးထိုးတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာအသေးရွက်အကြီးမှာကျတော့15ပင်နဲ့စခဲ့တယ်အခုနောက်ထိုးမဲ့တစ်ရွက်ကိုတော့73ပင်73ဖွင့်ပြီး73ခါပေါ့နော်73ခါနဲ့ပဲစပါမယ်2ခါလျှော့လိုက်တယ်ပေါ့နော်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
နှစ်73နော်73ကနေထိုးပြီးလို့ရှိရင်ဒီမှာပဲဒီအခုတက်ရွက်ကတ်ထားတဲ့တက်ရွက်ပေါ့နော်ဒီအကျိုးစားသိမ်းခဲ့တဲ့ဒီအတိုင်မှာလည်းတွဲလို့ရတယ်အဲ့လိုမှမဟုတ်ဘူးနဲ့ဘေးခွက်လေးတွဲခြင်းနဲ့ဆိုတော့ဒီမှာတွဲလို့ရတယ်ဒါကတော့တက်ရွက်2ရွက်ကကိုကြိုက်တယ်လို့ပုံဖော်ပါအခုထိုးခဲ့တဲ့အနီးတိုင်ပဲထိုးရမှာပါပဲနော်အဲ့ဆိုရင်ကိုကကျတော့ကိုက်ရွက်တွဲမယ်ဆိုရင်ကျမကတော့ကိုက်ရွက်တွဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဒီလိုမျိုးတွဲလိုက်တယ်နော်တွဲလိုက်တယ်အဲ့ပထမအဆုံးသတ်ခဲ့တဲ့တိုင်မှာတွဲလိုက်တယ်ပေါ့နော်တွဲလို့ရှိရင်တွဲပြီဆိုရင်ဒီမှာတစ်ပေါက်ကြော်ပြီးတော့ဒီရှက်ကော်တစ်ခါပဲထိုးပါမယ်နော်ရှက်ကော်တစ်ခါပဲထိုးမယ်73ခါဖြစ်တဲ့အတွက်ကြောင့်ရှက်ကော်2ခါကိုလျှော့ပါမယ်နော်ပြီးရင်နောက်တစ်ပေါက်မှာじゃတိုင်တို့2ပင်ထိုးပါမယ်တစ်ပင်2ပင်တိုင်တို့2ပင်ထိုးရထိုးပြီးရင်တိုင်လား2ပင်ထိုးပါမယ်ရှေ့ရသိရွက်ထိုးနီးတိုင်တူပါပဲเนาะတိုင်လား2ပင်ထိုးမယ်အလဲမှာကြတော့တိုင်ရှည်3ခါထိုးပါမယ်เนาะဒီမှာတိုင်ရှည်တစ်ခါ2ခါ3ခါတိုင်ရှည်3ခါထိုးတယ်ဘေးရကက်ရဲ့မှာ3ခါထိုးပြီးရင်တိုင်လား2ပင်လာပါမယ်တိုင်လား2ခါတပေါက်ကိုတစ်ခါနှုံးနဲ့တိုင်လား2ခါပြီးရင်တိုင်တို့2ခါသွားပါမယ်တစ်ခါ2ခါတိုင်တို့2ခါပြီးလို့ရှိရင်ဒီနောက်ဆုံးအပေါက်မှာရှက်ကော်လေးထိုးလိုက်ပါမယ်နော်ရှက်ကော်ထိုးမယ်တေးရွက်ရဲ့ထိတ်ကအချွန်လေးလုံးမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီရှက်ကော်ထိုးတဲ့အပေါက်မှာတိုင်တို့ထိုးမယ်ချင်းတစ်ခါထိုးမယ်ထိုးပြီးလို့ရှိရင်ဒီတိုင်တို့ထိုးတဲ့ဒီနေရာမှာပဲဒီလိုလေးအထူးလေးလုပ်လိုက်တယ်ပေါ့နော်တဲ့ရွက်ထိတ်ချွန်လေးလုပ်လိုက်ပါရဲ့ဒီလိုလေးပါအဲ့ဒါပြီးလို့ရှိရင်ဒီအောက်ကမူရင်းတိုင်တို့ထိုးခဲ့တဲ့မူရင်းအပေါက်ပေါ်မှာရှက်ကော်ထိုးပါမယ်တဲ့ရွက်ထိုးနီးဗီဒီယိုတွေရှေ့မှာလည်းသေချာပြထားဖြစ်တဲ့အတွက်ကြောင့်တဲ့ရွက်ထိုးနီးရတပုံစံလဲပါပဲเนาะအတူတူပါပဲဒီကန်းကိုပန်းကိုကတ်တဲ့နေရာလေးပဲပြချင်တာပါဟုတ်ပြီအဲ့ဆိုရင်ကက်ရက်ကအပေါက်မှာတိုင်တို့2ခါထိုးမယ်ပြီးရင်တိုင်လား2ခါထိုးပါမယ်နောက်ကကြိုးပါတစ်ခါလေးသိမ့်ထိုးခဲ့ရเนาะကျွန်မတိုင်လား2ခါထိုးမယ်ပြီးရင်တိုင်လား2ခါပြီးရင်အလဲမှာတိုင်ရှည်3ပင်ဆိုတဲ့အတွက်ကြောင့်တိုင်ရှည်3ခါထိုးပါမယ်တစ်ခါ2ခါ3ခါတိုင်ရှည်3ခါပြီးပြီဆိုရင်တိုင်လား2ခါထိုးပါမယ်တိုင်လား2ခါပြီးပြီဆိုရင်တိုင်တို့2ခါထိုးပါမယ်တစ်ခါ2ခါတိုင်တို့2ခါထိုးပြီးပြီဆိုလို့ရှိရင်ရှက်ဒီအောက်ဆုံးလေးမှာရှက်ကော်ထိုးခဲ့ဖြစ်တဲ့တော့ရှက်ကော်လေးတစ်ခါထိုးလိုက်ပါမယ်နော်ရှက်ကော်လေးတစ်ခါထိုးပြီးလို့ရှိရင်အခုနပုံသဏ္ဍာန်အတိုင်းပဲတူတူပါပဲဒီဘေးရကက်ရက်ကကန်းကော်အပွင့်ကဘေးရကက်ရက်ကအပေါက်မှာပေါ့နော်တိုင်မှာပေါ့ဒီပန်းပွင့်နဲ့ဒီပွင့်ဖတ်နဲ့ဂျာထဲမှာတိုင်လေးတွေရှိတယ်အဖြူတိုင်လေးတွေအဲ့အတိုင်လေးတွေမှာချီမှာနော်အလဲကဝက်ဆန်နဲ့ပဲအဲ့တိုင်လေးမှာရှက်ကော်နဲ့သွားထက်ကတ်လိုက်ပါမယ်ပြီးရင်ချင်းတစ်ခါထိုးပြီးတော့အဲ့ဒါလေးကိုညှက်ဖြတ်လိုက်မယ်ညှက်ဖြတ်လိုက်တယ်ဒီနောက်ကကြိုးကြီးလည်းတစ်ခါလည်းဖြတ်လိုက်ပါမယ်ညှက်ဖြတ်ပြီးလို့ရှိရင်ဒီမှာပထမကြိုးစားနဲ့ဒီကြိုးစားနဲ့ကိုတွဲပြီးတော့ခြိလိုက်တယ်နော်တွဲပြီးတော့ခြိလိုက်ပါဒီလိုလေးရပါတယ်နော်ဒီလိုလေးရပါတယ်ရှင်အဆင်ပြေကြပါစေเนาะဒီသက်ရွက်ထိုးနေရအတူတူပါပဲသက်ရွက်ကကြီးကျင်နေဆိုရင်အပင်ကိုကြီးပြီးတော့အလဲကပေါ့เนาะတိုင်ရှည်ပေါ့တိုင်ရှည်နေရမှာဒီမှာဆိုရင်3ပင်ပဲထိုးထားတာတကယ်လို့ကိုကသက်ရွက်ကိုရှည်ရှည်ကြီးလို့ကျင်နေဆိုလို့ရှိရင်တိုင်ရှည်နေရမှာပွားလိုက်ပေါ့เนาะတိုင်ရှည်နေရမှာအခုဆို3ပင်ဆို4ပင်တို့5ပင်တို့လုပ်လို့ရပါတယ်ဒီအဲ့လိုမျိုးပါပဲเนาะအဲ့လိုပဲသက်ရွက်ကိုချိန်ပြီးတော့ထိုးလို့ရပါတယ်အဆင်ပြေကြပါစေရှင်